တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်တရားယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးဆရာသမားတို့အားအယူအတိအလေးအမြတ်လက်ဆောင်မိုး၍ရှိခိုးပူဇော်ပူညောမှန်လျှော့ကြောပါ၏ရှင်ဗျာဝိဝရဏတိလိတံနိသံဝုဒ္ဓပတ္တယေနောသတ္တရောဓမ္မဝတ္တံတိအာယုဝနောဒုက္ခမလံရှိခိုးခြင်းတရားမြတ်တို့ခြင်းတရားပူဇော်ခြင်းတရားအယောအတေအလေးအမြတ်ကရုကာရဝပြုခြင်းတရားဖြစ်တော်မူသောဖယားမြတ်ဆုံးယတနာတရားမြတ်ဆုံးယတနာသံဃာမြတ်ဆုံးယတနာယရဏမြတ်သုံးပါးနှင့်တကဝကုဏဝုဒ္ဓိဝယဝုဒ္ဓိရှိကြကုန်သောဆရာတော်များအားရှိခိုးပူဇော်ပူမျောမှန်လျော့ကတောကြည်ညိုလိုက်ကြရာခြင်းဟုဆိုအပ်သောကောင်းမှုကုသိုလ်ကံစေရနာဖြာဖြာတို့ကြောင့်မိမိတို့သည်အလိုရှိအပ်နှစ်သက်အမြတ်လို့အပ်သောလောကီလောကုတ္တရာနှစ်ဖြာသောအကျိုးစီးပွားနှစ်ဖြာသောချမ်းသာဒုက္ခတို့နှင့်ပြည့်စုံကြကုန်တည်သာဖြစ်လျက်မိမိတို့အာထုံစေအာတုံလက်တန်းဖြစ်သောပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာများကိုလွယ်ကူသောအကျင့်မြတ်ဖြင့်ကျင့်ကြံကြိုးကုန်ပွားများအားထုတ်နိုင်ကြတဲ့ယဟန်သူတော်ရှင်များဖြစ်ကြပါစေ။ဒီလက်စနဲ့ပြရပါလို့ရှင်ဗျာ။ဆက်လက်၍